ဘဲဥဆိုရင်ကြော်ချက်တုပ်ပြုတ်အကောင်လုံးကြိုက်တယ်ဒီနေ့လည်းဘဲဥဟင်းချက်စားမယ်ဒီနောက်ပိုင်းမှာတော့ဒီလိုလေးပဲအမြဲတမ်းချက်စားဖြစ်တာများပါတယ်ဘဲဥတွေကိုပြုတ်ပြီးတော့ဓာတ်ရလေးနည်းနည်းမုံလိုက်တယ်ပြီးတော့စားစမင်းမိုးရတာမို့ထည့်ပြီးတော့15မိနစ်လောက်နှက်ထားလိုက်တယ်ပြီးရင်တော့စီရဲမှာထည့်ပြီးတော့ကြော်ပေးပါတယ်စီကိုလည်းအများကြီးမသုံးဘဲနဲ့နည်းနည်းလေးပဲထည့်ပါတယ်ဒီကစီအများကြီးသုံးရတာလုံးဝမကြိုက်ဘူးပေါ့နော်ပြီးရင်ကြော်တဲ့အခါမှာလည်းအကြာကြီးမကြော်ဘဲနဲ့ဘဲဥအပေါ်သားလေးတင်းရုံလောက်လေးပဲကြော်ပေးပါတယ်တရားလူတွေကဟင်းအနှစ်များများလေးနဲ့ကြိုက်တဲ့အတွက်အနှစ်ကိုတော့များများသုံးပြီးချက်ပါမယ်ဒါပေမဲ့စီကိုတော့ short ထည့်တယ်စက်တော်များများလေးကိုသုံးထားပါတယ်တရားလူတွေကအနှစ်များများကြိုက်လို့ဒါဒီလိုမျိုးချက်တာတီးကတော့အဲ့လိုအနှစ်အများကြီးမကြိုက်ဘူးအဲအကြောင်းမလို့ဟင်းချက်လို့ရှိရင်အနှစ်ကိုတိတ်ပြီးတော့မစားဖြစ်ဘူးစီတက်တဲ့အခါမှာစက်တော်လေးနွမ်းသွားပြီဆိုတာနဲ့အယောင်တိမ်မုံနဲ့ပဲငင်ပြားရည်ကိုထည့်ပြီးတော့ဒီတေချာလေးအနှစ်ကိုကောင်းကောင်းလေးချက်ပါတယ်အနှစ်တွေကတော်တော်လေးနူးဤသွားပြီဆိုတော့မှကြော်ထားတဲ့ဘဲဥတွေကိုထည့်ပြီးတော့အနှစ်နဲ့ဘဲဥနဲ့တသားတဲ့ကြအောင်ထပ်ပြီးတော့လှိမ့်ပေးပါတယ်ပြီးတော့အချိန်ခဏလေးထပ်ပြီးတည်ထားပြီးသေးတယ်ဒါမှလည်းအနှစ်တွေကဘဲဥတွေမှာစိတ်ဝင်ပြီးတော့ဘဲဥရဲ့အယောင်ကလည်းခက်ညွညွလေးဖြစ်သွားမှာပေါ့နော်အရသာတွေလိုထည့်ပြီးသွားတဲ့အခါမှာတော့ကျမရဲ့ဘဲဥဟင်းလေးရပါပြီရှင်ထုတ်လေးနဲ့လေးတော်တော်လေးစားလို့ကောင်းတယ်ကိုချက်လို့ပြောတာမဟုတ်ဘူးเนาะတကယ်ကောင်းတာအဆုံးထိကြည့်ပေးလို့ကျေးဇူးပါတတာ